အားလုံးမင်္ဂလာပါကဲအခုကတော့ကျွန်တော်တို့မနက်ဖြန်ကြားလို့ရှိရင်တော့ဗျာဒါ trade ဆန်ယုံမှာ3ရက်တိုင်တိုင်ဒါဘာပွဲလဲဆိုတော့ပွဲတယ်မေ့နေ SPL ကပြပါ ဘယ် SPL ကပြ A Children Summer Party at the Zoo ကလေးတွေအတွက်ကွာသိရမလား party လုပ်မှာ तू ကလောက်တာတော့ဒီ SH Event Creation ကနေပြီးတော့လောက်တာဆိုတော့ကျွန်တော်ကတော့အဲ့နေ့လယ်ပိုင်းမှာကျွန်တော်ရှိနေမယ်သူ activity တွေကလည်းအများကြီးပဲ3ရက်တိုင်တိုင်ကျင်းမှာမနက်ဖြန်ရယ်တပတ်ခါရယ်ပိန်းနာကပိန်းနေက29 28 29ပေါ့နော်3ရက်တိုင်တိုင်ကျင်းမှာ activity တွေလည်းအများကြီးပဲ29ရက်နေ့မှာဆိုလဲဗျာထုံးစံတိုင်းဗျာသိရမလား music band ပါတယ် game activity တွေပါတယ် lucky draw ပါတယ် product show ပါတယ်ပြီးရင်28ရက်နေ့မှာ kid dance performance တွေ music band တွေ game activity တွေ lucky draw တွေပြီးတော့29ရက်နေ့မှာကျတော့ animal ဗာလဲ educational section တွေသိရမလားပြီးတော့ zoo tour တွေထုံးစံတိုင်းကွာသိရမလားအဆုံးပါမယ်ဆိုတော့ဒါမနက်ဖြန်ကျွန်တော်maybe နေ့လယ်ပိုင်းမှာကျွန်တော်ရှိနေမှာဆိုတော့ကျွန်တော်နဲ့အတူစုံညင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်နဲ့အတူအစားပြိုင်ညင်ပဲဖြစ်ဖြစ် Trade ဆန်ရုံရန်ကုန်zooကိုကြွားလန်းခဲ့ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာ Trade ဆန်ပဲနေရာ မနက်ဖြန်မှာ Trade ဆန်ရုံရဲ့ စ စင်းမို့ပဲစင်းမို့နားမှာရှိမယ်ဗျာသူတို့ဘာလို့ဆိုသူတို့ပွဲလွန်အဲ့နားမှာပဲဖြစ်ဖို့များပါတယ်ဆိုတော့မနက်ဖြန်တွေ့မယ်ဟုတ်ပါ